အလုပ်ရှုပ်တဲ့အချိန်မှာသတိထားရမယ့်အချက်လေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဥပမာကိုကအလုပ်လဲရှောက်နေတယ် George Street ကနေလဲရှောက်တယ် Indie Job ကနေလဲရှောက်တယ် company website တွေကနေလဲသွားပြီးတော့အလုပ်တွေရှောက်နေရတာ email တွေပို့နေရတာနဲ့ email reply မရဘူး interview တွေမရဘူးဆိုရင်တော့ဒီအချက်လေးတွေသတိထားဖို့ပြချင်ပါတယ်အရေးကြီးဆုံးနံပါတ်1အချက်ကတော့ကိုယ့်ရဲ့ CV form ပေါ့နော်ကိုယ့်ရဲ့ CV form ကဥမာကိုယ့်ရဲ့ CV form ထဲမှာပါရမယ့်ဟာလေးတွေဆိုရင်ဥမာ personal data ကိုယ့်ရဲ့ experience ကိုယ့်ရဲ့ educational background ပေါ့အရေးကြီးတာကexpected salary အဲ့ဒါလေးတွေပြည့်စုံစုံထည့်ပြီးတဲ့အချိန်မှာမှဥမာ page က9ရက်10ရက်ကြီးဖြစ်နေတယ်ဆိုရင်ကြည့်တဲ့လူကိုHR ပေါ့နော်ပြင်းနေတယ်ပေါ့နော်အဲ့ဒါကြောင့်ကိုယ့်ရဲ့ CV form ကတူတူနဲ့လူရင်းရောက်မဲ့ပုံစံမျိုးပေါ့3ရွက်ပေါ့အများဆုံး3ရွက်4ရွက်လောက်ပဲဖြစ်မယ်ဆိုရင်တော့ပို့ပြီးတော့ဆွဲဆောင်မှုရှိရပေါ့နော် HR ပေါ့နော်အဲ့ဒါရဲ့နောက်တစ်ခုကကိုက email တွေနဲ့ပို့တယ်ကိုပို့တဲ့ email ကကိုက email တစ်ကောက်နဲ့ပို့လာပေါ့ email တစ်ကောက်နေနဲ့ပို့နေတယ်ဆိုရင်အနည်းဆုံး3ကောက်4ကောက်လောက်နဲ့ပို့ဖို့အကြံပေးချင်ပါတယ်ဘာဖြစ်လဲဆိုတော့တခါလေကြာရင်တချို့ email တွေက spam နဲ့ရောက်ပြီးတော့ကိုက reply spam နဲ့ရောက်ကို email spam နဲ့ရောက်သွားတယ်ပေါ့နော်အဲ့တော့spam နဲ့မရအောင်လည်း use ရမယ် spam နဲ့မရအောင် use ရတယ်ဆိုတာကကိုကအချိန်တစ်ခုထဲမှာပဲဥပမာ9နာရီဆို9နာရီထဲမှာပဲemail တွေကို10မိနစ်ပေါ့10မိနစ်တော့အတွင်းမှာပဲ90ကနေ100လောက်ပို့တာမျိုးတွေခဏဆိုရင်သူကspam နဲ့ရောက်သွားရောပေါ့နော်အဲ့လိုဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ email account ကိုလည်းအနည်းဆုံး3ကောက်4ကောက်လောက်နဲ့ပို့ပါပေါ့နော်နောက်တစ်ခုကပို့ရမယ့်အချိန်ပေါ့နော်ပို့ရမယ့်အချိန်ကတော့ဥမာညဘက်ဒီအလုပ်လျှောက်တာမနေ့အစောကြီးအလုပ်လျှောက်တယ်ဆိုတော့တဲ့ working hour တွေမှာပို့တာကပို့ပြီးတော့ effective ဖြစ်မယ်လို့အကြံပေးချင်ပါတယ်အဲ့တော့ဒီကိုလည်းအလုပ်လျှောက်နေတယ် interview တွေမရဘူးဆိုရင်ဒီအချက်လေးတွေလုံးမိနေလားဆိုတာကိုပြန်လည်သုံးသပ်ဖို့အကြံပေးလိုက်ပါတယ်ရှင်အားလုံးပဲအလုပ်ကိုင်းနေအများကြီးအဆင်ပြေကြပါစေရှင်